ကျွန်တော်နဲ့တငယ်ချင်းတွေဟာဘန်းချန်တစ်ခုကိုသွားလိရှိတယ်။အဲဒီကို2နှစ်နီးပါးသွားခဲ့ကြပေမဲ့လွန်ခဲ့တဲ့9လလောက်ကစပြီးထူးဆန်းတာတစ်ခုကိုသတိထားမိခဲ့တယ်။နေ့တိုင်းအရက်ပူပူဝဝနဲ့ကြောက်စရာကောင်းတဲ့ဘိုးကြီးတစ်ယောက်ကအနီးနာကခုံနှန်းပေါ်မှာထိုင်နေတယ်။သူကစိတ်မသက်မသာဖြစ်စေတဲ့အပြုံးနဲ့ကျွန်တော်တို့ကိုစောင့်ကြည့်နေတယ်။ကျွန်တော်တို့ကအိမ်နဲ့နီးလို့မိဘတွေယုံကြည်တာကြောင့်အုတ်ထင်းသူတွေမပါပဲသွားခဲ့ကြတာပါ။ဒါက2013ခုနှစ်ကဖြစ်ပြီးကျွန်တော်တို့ကငယ်သေးတော့အကူအညီတောင်းဖို့ဖုန်းတွေလည်းမရှိခဲ့ပါဘူး။သူစောင့်ကြည့်နေတာကြောင့်ကျွန်တော်တို့စိတ်မသက်မသာဖြစ်ပြီးတဲ့နောက်2ပတ်လောက်ကြာမှနောက်ဆုံးတော့ကျွန်တော်တို့စီရောက်လာခဲ့တယ်။အဲဒီနေ့ဘန်းချန်ထဲမှာကျွန်တော်တငယ်ချင်း3ယောက်ရဲ့ပဲရှိတယ်။သူကလျှောက်လာပြီးဗီဒီယိုဂိမ်းကစားခြင်းလားသူခွေးအစ်စ်ကိုကြည့်ခြင်းလားလို့မေးပြီးသူ့အိမ်ကိုလိုက်ခဲ့ဖို့ပြောတယ်။ကျွန်တော်တို့ကလေးတွေဖြစ်တော့အယူအမှုပဲသဘောတူခဲ့ကြတယ်။ပြောစရာကောင်းမယ်လို့ထင်ခဲ့ပြီးသူဟာကျင်နာတတ်တဲ့သူတစ်ယောက်ဖြစ်နိုင်တယ်လို့တွေးခဲ့မိတယ်။ဒါပေမဲ့ကျွန်တော်တို့တွေးတာမှားသွားခဲ့တယ်။သူ့အိမ်ကဘန်းချန်ကနေလမ်းလျှောက်ရင်မိနစ်20လောက်လိုတယ်လို့သူကပြောတယ်။ဒါနဲ့ကျွန်တော်တို့4ယောက်သူနဲ့အတူလိုက်ခဲ့ကြတယ်။လမ်းလျှောက်တာ10မိနစ်လောက်ကြာမှရဲကားတစ်စီးကမောင်းလာပြီးကားတွေကရဲအရာရှိကကျွန်တော်တို့ကိုစိုက်ကြည့်နေတယ်။အဲ့ဒီလူကဂိမ်းကစားဖို့နဲ့ခွေးကိုကြည့်ဖို့အချိန်ပိုရအောင်မြင်မြန်လျှောက်ဖို့ပြောတယ်။ဒါနဲ့ကျွန်တော်တို့အချိန်မြင်လိုက်တယ်။ဒါပေမဲ့ရုတ်တရက်ရဲကားကလှည့်ပြီးကျဲလောင်တဲ့အတန်းနဲ့អော်လိုက်တယ်။ဟေးလူရက်လိုက်လက်ကိုကောင်းပေါ်တင်မင်းကိုဖမ်းလိုက်ပြီကျွန်တော်တို့ကြောင်သွားပြီးကြောက်လန့်သွားတယ်။အဲ့ဒီလူထွက်ပြေးဖို့ကြိုးစားပေမဲ့အသက်နဲ့ခန္ဓာကိုယ်ကြောင့်တိတ်ဝေးမရောက်ခဲ့ပါဘူး။ရဲတယောက်ကသူ့ကိုမြေပေါ်လဲကြအောင်ဖမ်းပြီးလက်ထိတ်ခတ်လိုက်တယ်။ကျန်တဲ့ရဲအရာရှိကကျွန်တော်တို့ကိုအစဉ်ပြေလားဘာတွေဖြစ်ခဲ့လဲလို့မေးတယ်။ကျွန်တော်တို့အဖြစ်ပြအားလုံးကိုပြောပြလိုက်တယ်။ရဲအရာရှိကခေါင်းညှိပြီးသူ့ကိုတားဆီးနိုင်တာအရန်ကန်ကောင်းတယ်လို့ပြောခဲ့တယ်။ကျွန်တော်တို့ကိုအိမ်ပြန်လိုက်ဖို့တခြားရဲကားတစ်စီးကိုခေါ်လိုက်ပြီးပထမကားကအဲ့ဒီလူကိုရဲစခန်းကိုခေါ်သွားခဲ့တယ်။ရဲတွေကကျွန်တော်တို့မိဘတွေကိုအရှင်နေအားလုံးကိုရှင်းပြခဲ့ပြီးအဲ့ဒီနေ့ကစလို့ကျွန်တော်တို့ကိုအဲ့ဒီပန်းချန်ကိုသွားခွင့်မပေးတော့ပါဘူး။အဲ့ဒီအချိန်တုန်းကကျွန်တော်ရဲ့မိဘတွေကကျွန်တော်အသေးစိတ်ကိုနားလည်ဖို့ငယ်လွန်းသေးတယ်လို့ယူဆခဲ့ပေမဲ့73နှစ်ပြည့်တဲ့အခါသူတို့အမှန်တရားကိုနောက်ဆုံးတော့ပြောပြခဲ့တယ်။အဲ့ဒီလူဟာနာမည်ကြီးလိန်ပိုင်းဆိုင်ရာပြစ်မှုကျူးလွန်သူတစ်ယောက်ဖြစ်တယ်။သူလောက်တာကိုအမဲလိုက်ခြင်းလို့ခေါ်ပြီးဒေသခံပန်းချန်တွေမှာလုပ်ခဲ့တာပါ။အဲ့ဒီအချက်ကိုသိလိုက်ရတော့ကျွန်တော်ကြောက်လန့်တုန်လှုပ်သွားတယ်။အဲ့ဒီရဲကားကမောင်းလာပြီးသူ့ကိုမတားဆီးခဲ့ရင်ကျွန်တော်နဲ့ကျွန်တော်တငယ်ချင်း3ယောက်ဘာဖြစ်နိုင်မလဲဆိုတာစဉ်းစားမိတယ်။ရိုးရိုးသားသားပြောရရင်အပြေကိုတော့မလို့ကျင်တော့ဘူး။ဘာလို့လဲဆိုတော့ဘာဖြစ်လာမယ်ဆိုတာကျွန်တော်သိနေလို့ပါ။ရဲတွေကသူ့ရဲ့ပြစ်ဒဏ်အကြောင်းအသေးစိတ်သိမပြောခဲ့ပေမဲ့တခြားပြစ်မှုတွေအတွက်အနည်းဆုံး15နှစ်ထောင်ကျလိမ့်မယ်လို့အရာရှိတူကပြောခဲ့တယ်။ကျွန်တော်အဖေကအဲ့လိုပြန်ပြောပါတယ်။အဲ့တော့ဇက်လန်လေးကဒါပါပဲခင်ဗျာ။ကြည့်ရှုပေးခဲ့လို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။ Channel ကို subscribe လုပ်ပြီးအားပေးခဲ့ပါဦးခင်ဗျာ။